ဝါသနာပါလို့သာဒီအမှုပညာကိုကနာပါခင်ဗျာတားယောက်ျားလေးပါခင်ဗျာပရိသတ်များကိုကျေးဇူးတင်ပြမောဘခန္ဓာကျိုးစားတာဟုတ်ကဲ့တားကူသူအရင်တော့မဆိုဘူးလေကူဆိုမယ်ဆိုပရိသတ်တွေကိုပေါ့နော်ဟိုပရိသတ်တွေကြိုက်အောင်ဖြောပြမှာပါခင်ဗျာတောင်းစုပြုလို့ချင်းချင်းခါနော်ပြောစရာနေရလေးတွေအမြဲရောက်ပါစေနော်မင်္ဂလာပါခင်ဗျာဟုတ်တာနဲ့ပြတော့မုံငန်းဖြစ်ပါတယ်ခင်ဗျာဒါကတော့နေပြီးတော့လက်ဝဲမျိုးနဲ့သပင်းဆမ်းမြကြီးရမှနေပါတယ်ခင်ဗျာဖိုးဖိုးဖဖဖေနေကြိုက်တဲ့မုံငန်းလာပြီးတော့မြင်ရပါတယ်ခင်ဗျာဖိုးဖိုးဖဖဖေဖေမေမေဦးတော်မကြမ်းရမောင်လေးညီမလေးရီအပီရဗျာမောငန်းခံလို့နမေရပူလောင်ပူလိုက်ပြောရင်ဆိုရင်ပရိသတ်များကိုကျေးဇူးတင်နေဗျာမောငန်းခံလို့ကြိုးစားကဖိုးဖိုးဖဖဖေဖေမေမေဦးတော်မကြမ်းရတရှင်ကမနေ့ကကျတော့မင်းသားလေးလို့ဖြစ်ပါတယ်ခင်ဗျာတမရဲ့ရှိတော်မောဘခန္လေးလာပြီနော်အလူပဲမင်္ဂလာဝေးပေါ်များစေတော့တပုတ်ကကျတော့မင်းသားလေးလို့ကပါမယ်တပုတ်ကကျတော့မင်းသမီးလေးလို့ပါတပုတ်ကကျတော့ဒီယောက်ျားလေးအဆူတရှင်လေးပဲဖြစ်ပါတယ်ခင်ဗျာတားကိုတရှင်ရေးပြရတော့ဒါရတာရှေ့လက်အောင်ပဲဖြစ်ပါတယ်ခင်ဗျာတရှင်လေးကိုယောက်ျားလေးဆိုလို့ရှိရင်လည်းယောက်ျားလေးပုံစံလိုမျိုးလေးမိန်းကလေးဆိုလို့ရှိရင်လည်းမိန်းကလေးပုံစံလိုမျိုးလေးပဲဖြစ်ပါတယ်ခင်ဗျာမောင်လေးညီမလေးတွေအဖေရမောဘခန္လို့နမေရဟုတ်ကဲ့ဒါကူသူအရင်တော့မဆိုဘူးလေကူဆိုမယ်ဆိုပရိသတ်တွေကိုပေါ့နော်ဟိုပရိသတ်တွေကြိုက်အောင်ဖြောပြမှာပါခင်ဗျာဒါရတာကတော့ဆရာရှူလိုက်အောင်လို့ဖြစ်ပါတယ်ခင်ဗျာမင်းသားလိုလေးလည်းကပါမယ်ခင်ဗျာပြီးတော့မင်းသမီးလိုလေးတောသူပုံစံလေးလည်းကပါမယ်ခင်ဗျာပရိသတ်များကိုကျေးဇူးတင်ပြမောဘခန္ဓာကျိုးစားတာမိတ်ကကတော့မိတ်ကကိုစိုးညီပဲရှိပါတယ်ခင်ဗျာတားကိုမင်းသားကမင်းသမီးကတင်ပြတော့ဆရာရန်ကုန်စောပဲဖြစ်ပါတယ်ခင်ဗျာကီရမှုကတော့ကိုကေစောမှုပဲဖြစ်ပါတယ်ခင်ဗျာတောင်းစုပြုလို့ချင်းချင်းခါနော်ပြောစရာနေရလေးတွေအမြဲရောက်ပါစေနော်တားဝါသနာပါလို့သာဒီအမှုပညာကိုကနာပါခင်ဗျာတားယောက်ျားလေးပါခင်ဗျာတားဟိုအားပေးတယ်ပရိသတ်တယောက်ချင်းလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဦးတော်တော်ကိုမမများလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာတားကိုလည်းအားပေးကြပါခင်ဗျာမောင်လေးညီမလေးတွေအားပေးရမောဘခန္လို့နမေရတားတဲ့ချင်းလေးကိုရေးပေးတယ်တီးပေးတယ်ရိုက်ပေးတယ်အတန်သွင်းပေးတဲ့ကြီးရဲ့ဖွဲ့သားလုံးအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ